စာမွေးတွေနီးမှပဲ guide ခေါ်တာကပို့ပြီးတော့အဆင်ပြေနိုင်လားဒီလိုမျိုး grade 12လိုမျိုးဒီအစိုးရစစ်လိုမျိုးစာမွေးတွေဆိုလို့ရှိရင်လည်းဒီလိုပဲပေါ့နော် final နီးမှပဲမိဘတွေကခေါ်လိုက်မယ်ပေါ့ဒါဆိုရင်ရောအဆင်ပြေနိုင်လားပေါ့ဒီမိကုန်းအတွက်ကိုအဖြေလေးဒီနေ့ပြောပြပြချင်တယ်ဆိုတော့အဓိကကစဉ်းစားရမယ့်အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ဒီ final နီးလာလို့ရှိရင်ခေါ်တာလည်းရပါတယ်မရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဓိကပြဿနာတစ်ခုကဘာလဲဆိုတော့နောက်ပိုင်းမှာပေါ့လေအချိန်ကြီးကဆရာဆရာမတွေဘက်ကပေးဖို့တွေခိုက်တွေဘက်ကနေပေးဖို့တွေကမဖြစ်နိုင်တော့မျိုးရှိနိုင်တယ်ကိုလိုချင်တဲ့အချိန်ကြီးသူတို့အားတဲ့အချိန်ကြီးနဲ့မကိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့ဒါကတစ်ခုပေါ့နော်နောက်တစ်ခုကျတော့ကလေးကတစ်နှစ်ပတ်လုံးသွားထားတယ်ဒါပေမဲ့စာတွေကိုပြီးတာလည်းမရှိထားဘူးနားလည်တာမျိုးလည်းမရှိထားဘူးဒီလိုပဲပြပြရောသွားနေတဲ့ဟာမျိုးကြီးဆိုလို့ရှိရင်ဒါ final ရောက်လာတဲ့ခါမျိုးမှာအချိန်မမီတာမျိုးဖြစ်နိုင်တယ်ပေါ့လေအဓိကတော့စာရေးတေချာပြီးပြတ်ထားတယ်နားလဲထားတယ်တေချာလေးလဲသွားနေသူလုံနိုင်နေတဲ့ကလေးဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဆောင်းမနီမှာခေါ်တာကထိရောက်တယ်လို့ပြောချင်မှာဖြစ်ပါတယ်ဆိုတော့ guide ဆရာဆရာမတွေခေါ်ချင်တယ်စုံစမ်းချင်တယ်ဆိုလို့ရှိရင်လည်းတခိုင်းမြန်မာကိုဆက်သွယ်လို့ရပါတယ်